ကျမတက်တာနဲ့ရှင်ပြီးတော့တက်တည်ခံစရာလေးရှိလို့ပါလူတိုင်းမှာကဖះရဲ့ဂျေစုပြုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့တက်တည်အမျိုးမျိုးအထွေထွေရှိကြတယ်ပေါ့နော်ဒီလိုပဲကျမရဲ့တက်တာမှာလည်းလက်တလောပေါ့နော်အခုချိန်မှာဖြစ်ပျက်သွားတယ်အထဲမှာဖះသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဖះသခင်ကကျမကိုစကားပြောတဲ့အရာလေးကိုဒီမှာရှိတဲ့သူတွေနဲ့အနည်းငယ်ဝေမျှချင်ပါတယ်ကျမကတောင်ကူမှာဆိုလို့ရှိရင် JS Bakery တောင်ကူဆိုတဲ့နာမည်နဲ့ပေါ့နော်မုတ်လုပ်ငန်းကိုလုပ်ကင်ပါတယ်ဒီလိုမုတ်လုပ်ငန်းကိုလုပ်ကင်တဲ့အခါမှာကျမအတွက်ကအစဖြစ်တဲ့အခါမှာတချို့သောအရာတွေကပေါ့နော်ဘယ်လိုပြောမလဲစူတောင်းခြင်းနဲ့တွားရတဲ့အရာတွေရှိတယ်ခါလီကြရင်ဖះကိုယုံကြည်ပါတယ်လို့ပြောပေမဲ့ခါလီကြလို့ရှိရင်ကြောက်စိတ်တွေနဲ့ကိုယ့်အကိုလှုပ်ဆောင်မိတဲ့အရာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီလိုပဲပေါ့နော်အဲ့တော့ကျမတို့ကအရင်တော့ဆိုင်ကလေးကိုအသေးစားလေးဖွင့်ရင်းနဲ့သူများစီမှာငှားဖွင့်နေပေါ့နော်ဖွင့်နေရင်းနဲ့မှာဘယ်လိုလဲဆိုတော့ကြာလာတဲ့အခါကျတော့ပေါ့နော်ကျမတို့ပြောင်းရွှေ့ဖို့ရန်ဖြစ်လာတယ်။ဘာလို့လဲဆိုတော့အဲ့ဒီငှားထားတဲ့နေရာလေးကပေါ့နော်ရေဒီအရန်ဝင်နေမိုးရသည်ဆိုရင်အဲ့တော့ကျမတို့ကအဲ့မှာဆက်ပြီးတော့လောက်ကင်ဖို့အဆင်ပြေဘူးဆက်ပစ္စည်းတွေရေဆိုတာတွေနဲ့ဒီလိုရေကြီးလို့ရွှေ့ရပြောင်းရတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာပေါ့နော်ကျမတို့ပြောင်းဖို့စပြီးတော့စဉ်းစားတဲ့အခါမှာကျမစီမှာပေါ့နော်ဒီမြေခွက်လေးတစ်ခုရှိတယ်ပေါ့နော်အိမ်နဲ့လည်းနီးတယ်ဆိုတော့ကဲဒီရဲ့မြေခွက်လေးမှာငါတို့စောက်ပြီးတော့တေချာလေးစောက်ပြီးတော့ပေါ့နော်ငါတို့အဲ့ဒီမှာနေမယ်ဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာကအရန်လမ်းကြားလေးတွေဖြစ်နေတယ်ပေါ့နော်လမ်းကြားလေးတွေဖြစ်နေတော့ဒီနေရာကိုဘယ်သူတွေကလာဝယ်မှာလဲလာပြီးတော့ဘယ်သူတွေကကိတ်မှာကြမှာလဲအရင်လမ်းသွယ်ထဲမှာထောင်မှာပေါ့နော်လူတွေကဝေးတယ်ပြောတာဒီလမ်းကြားဆိုရင်ပိုတောင်ဆိုးအောင်မယ်ပေါ့နော်ဒါလူအနေနဲ့စဉ်းစားတယ်ပေါ့နော်စဉ်းစားပြီးတဲ့အခါကျတော့ကျွန်မကဘာလဲဆိုတော့မြို့ထဲမှာတော့တဆိုင်ရှိတယ်မြို့ထဲဆိုင်ကလူတွေအတွက်တော့အဆင်ပြေပေမဲ့ပေါ့နော်ဒီဘက်ကလူတွေအတွက်ကိုကျွန်မအနည်းဆုံးနေရာမှာထပ်ပြီးတော့ကျွန်မဆိုင်တစ်ဆိုင်ထပ်ဖွင့်မယ်ပေါ့ကျွန်မဒီလိုမျိုးစဉ်းစားလိုက်တယ်ပေါ့နော်နှုံးမို့ဆိုရင်ဒီလမ်းကြောင်ဘယ်သူမှလာစရာအကြောင်းမရှိဘူးဘယ်သူမှလည်းသိစရာအကြောင်းမရှိတဲ့အတွက်ဆိုပြီးတော့ကျမဒီလိုမျိုးတွေးလိုက်တယ်ပြီးတော့နောက်ထပ်တစ်ဆိုင်ဖွင့်ဖို့အတွက်ကိုနည်းနည်းစိတ်ဖိစီးရပေါ့နော်ငွေကြေးတော့၎င်းဝန်ထမ်းတွေတော့၎င်းထပ်ခေါ်ရမယ့်အရာတွေဆိုကျမဒီလိုမျိုးအနှဲငယ်ပူပန်မှုတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဖះကဘလို့ကောင်းမြတ်တယ်လဲဆိုကျမလည်းဆူတောင်းတယ်ပေါ့နော်ဖះခင်အလိုတော်ရှိလို့ရှိရင်နေရာကိုပြပေးပါဖះခင်အလိုတော်ရှိခဲ့ရင်ပေါ့နော်အလိုတော်မရှိလည်းဖယ်ပေးပါအရာရာတိုင်းဟာကိုယ့်ရဲ့အလိုတော်တိုင်းဖြစ်စေပါဆိုပြီးတော့ပဲကျမစက်ကပ်ပြီးတော့ဆူတောင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့နေဟာကိုလည်းမတွေ့ခဲ့ဘဲနေပေါ့နော်ကျမတို့ဒီဘက်ကဒီလမ်းကြားလေးထဲမှာပဲစောက်ဖို့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျမတို့အဲ့ဒီရဲ့လမ်းကြားလေးထဲမှာပဲစောက်တဲ့အခါမှာကျမဆူတောင်းနေဖျားခင်ကိုရဟာအရာအလုံးတက်နိုင်တဲ့အရှင်ဖြစ်တယ်ပေါ့နော်ဒီနေရာမှာလဲကိုရအမှုတက်ပြူအောင်မှာဖြစ်တယ်သမီးယုံကြည်တယ်ဆိုပြီးတော့ဖျားရဲ့လက်ထဲကိုအနံလိုက်တယ်ပေါ့နော်အဲ့တော့ပထမဆုံးကျမဒီရဲ့ဆိုင်ကိုစဖွင့်လိုက်တဲ့အခါမှာပေါ့နော်စိတ်ပူတာပေါ့နော်လူမရှိဘူးလူတွေမလာတော့ဘူးအဲ့တော့ငါတို့ကမြို့ရဲဆိုင်ကိုပဲပို့မယ်ဒီမှာကတော့မျောလင်းချက်မရှိဘူးဒီလိုမျိုးနဲ့ပဲတွေးထားလိုက်တယ်ပေါ့နော်အဲ့တော့ဖះကဘယ်လိုလဲဆိုတော့ကျမတို့တခါမှမစင်စားဘူးတဲ့အရာနဲ့ဖះသခင်ကကျမပုံမှာအလုံးလုံးသွားတယ်ဘာလို့လဲဆိုတော့ကျမကိုဒီလူနဲ့လေးတိလာစေတယ်ပေါ့နော်ဒီတောင်ငူကလူတွေကကျမကိုမျက်မှန်တန်းလာမိစေတယ်လိုင်းပေါ်ကနေပြီးတော့ပြီးတဲ့အခါကျတော့ဒီလိုမျိုး line ပေါ်မှာကျမဗီဒီယိုလေးတွေတင်လာတဲ့အခါမှာတော်တော်များများကကျမရဲ့လမ်းကြားလေးကိုတိလာတယ်တိလာပြီးတဲ့အခါကျတော့ပေါ့နော်လမ်းမှာလာပြီးတော့အားပေးကြတယ်ပေါ့နော်ဆိုတော့ကျမအရန်အံ့ဩသွားတယ်တခါမှမတွေးဘူးကျမဒီလိုမျိုးကျမကိုလူတိမဲ့ဆိုတာလဲကျမမတွေးထားဘူးသလိုကျမစီကိုဒီလိုမျိုးတခုတကားကြီးလာအားပေးမယ်လို့လဲကျမမထင်ထားဘူးပေါ့နော်ဘလို့လဲဆိုတော့အရင်တုန်းကကျမလမ်းသွယ်ထဲမှာရောင်းရတဲ့ရောင်းအားထက်လမ်းကြားထဲမှာရောင်းရတဲ့အရာကပိုပြီးတော့များနေတယ်ရောင်းကောင်းလာတဲ့အရာကိုမြင်ရတယ်ပေါ့နော်ဆိုတဲ့အချိန်မှာကျမချက်ချင်းပဲသိလိုက်တယ်ဒါငါအားဖြင့်မဟုတ်ဘူးဒါဖះလုပ်ပေးတဲ့အရာဆိုတာကိုဖះကတက်တည်ထူတာဖြစ်တယ်ကျမမြို့ထဲမှာထားလိုက်ပါတော့ကျမခုနကအနီးဆုံးနေရာပေါ့နော်လမ်းသွယ်လိုမျိုးနေရာနောက်တနေရာမှာကျမပြောင်းရွှေ့ဖွင့်မယ်ဆိုရင်တော့ဖះရဲ့တက်တည်ထူခြင်းကိုကျမအဲ့လိုမြင်ရမှာမဟုတ်ဘူးဖះဒီဘယ်နေရာမှာဖြစ်ကောင်းချီးပေးနိုင်တယ်ဆိုတဲ့အရာကိုဖះကကျမရဲ့အသက်တာထဲမှာတက်တည်ထူလိုက်တာဖြစ်တယ်။အဲ့တော့ကျမအသက်တာမှာလေအိုးဖះသခင်ရဲ့ကျမမှာတော့တန်တရားစိတ်နဲ့လူအနေနဲ့တော့ဝင်လိုက်မိတယ်။ဒါပေမဲ့ဖះကကိုကြံစီ၍မထင်ထားတဲ့အရာလောက်ကိုတာ၍ကောင်းချီးပေးနိုင်တဲ့ဖះဖြစ်တယ်။အဲ့တော့ကျမရဲ့အသက်တာမှာတကယ်ကိုထူးခြားတဲ့ဖះရဲ့တက်တည်ကိုရတာဖြစ်တယ်။နောက်ကဘတ်တော်လေးကိုဒီဖိုက်ကိုဖတ်ကြားကြပါတယ်။ဟေရှာယအခန်းကြီး55အငယ်8နဲ့9ထာဝရဘုရားမိန့်တော်မူသည်ကငါ၏အကြံစီသည်သင်၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းသင်တို့၏အကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တကဲ့သို့ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်းငါ၏အကြံစီသည်သင်တို့၏အကြံစီထက်၎င်းသာ၍မြင့်၏တဲ့ဆိုတော့ဒီနှုတ်ကပတ်တော်အတိုင်းပဲကျမတို့တွေးတင်ထားတဲ့အရာထက်
ဖျားသခင်ကြံစီထားတဲ့အရာဟာမိုးကောင်းကင်နဲ့မြေကြီးกว่าတယ်လို့ပဲတဲ့ငါရဲ့အကျင့်ကသင်တို့ရဲ့အကျင့်နဲ့လည်းမတူဘူးတဲ့ဒါကြောင့်မလို့ကျမတို့ရဲ့သက်တာမှာကျမတို့လှုပ်ဆောင်ချင်တဲ့အရာချက်အရာရာအားလုံးမှာဖျားသခင်ရဲ့အကြံစီတော်အတိုင်းထဲမှာအသက်ရှင်မယ်ဖျားသခင်နဲ့သာအတူရှိနေမယ်ဆိုရင်ဖျားသခင်ကကျမတို့မထင်ထားတဲ့အရာနဲ့ကျမတို့သက်တာမှာကောင်းချီးပေးနေတဲ့ဖျားဆိုတာကိုမြင်ရတာဖြစ်ပါတယ်ဒါကတော့ကျမအသက်တာနဲ့ရှင်တဲ့များစွာသောတက်တီလေးထဲကပေါ့နော်တခုတော့တက်တီလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာကျမတို့လှုပ်ဆောင်နိုင်စွမ်းထက်အရာအလုံးကိုဖခင်ရဲ့အကြံစီတော်ထဲမှာဖခင်နဲ့မိသားဟာဖွဲ့ခြင်းထဲမှာသွားတဲ့အခါမှာဖခင်သခင်ကလူအနေနဲ့ကြံစည်မမိနိုင်သောအရာတွေကိုဖခင်သခင်ကလှုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမရဲ့အသက်တာနဲ့ရှင်ပြီးတော့ခံစားတဲ့ကောင်းကြီးမင်္ဂလာများကိုကြားနာတဲ့သူတွေနဲ့အတူခွန်အားယူနိုင်ဖို့ရန်အနေငယ်တသက်ခံခြင်းဖြစ်ပါတယ်။ကြားနာသူရောက်စတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။နှုတ်ကပတ်တော်နဲ့ဆက်ဆိုင်သောကောင်းချီးမင်္ဂလာများလည်းအရောက်စတိုင်းပေါ်မှာတက်ရောက်ပါစေလို့ဒီကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်။အရောက်စတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။အားလုံးပဲတတာပါ။